This is a very good afternoon to all of you. First of all, we would like to say မင်္ဂလာပါညီရဲ့မြန်မာ Cultural Show 2012တို့ကြောက်အားပေးကြပါတော့ဖိတ်ကြားထားသောဧည့်သည်တော်များဆရာဆရာမများပံ့ပိုးကူညီပေးကြပါတော့စီးပွားရေးလုပ်ငန်းရှင်များအလမနိုင်ပုံမှန်များစင်ကာပူရောက်အကြောင်းတည်တည်မှညီကိုမောင်နှမများနဲ့ညီမရင်ကျေးမှုကိုချစ်မြတ်နေတဲ့ဧည့်သည်များအားလုံးကိုကာယစိတ်ဓာတ်ဒုက္ခနဲ့ဖြာနဲ့ပြည့်စုံပါစေကြောင်းမင်္ဂလာဆုတောင်းလိုက်ရပါတယ်ရှင်ဟုတ်ကဲ့ပါခင်ဗျာမြမရိုးရာယဉ်ကျေးမှုအကနှဖုံဖုံမှုရင်သက်ရှုမောရင်းနဲ့ခုတင်ဆက်ဖျော်ဖြေပေးတော့မယ် NB မြန်မာ Cultural Show 2012မှာရွှေပွဲလာပြည်သက်အပေါင်းကို NB မြန်မာမိသားစုကိုစားနှွေးထွေးစွာကြိုဆိုလိုက်ရပါတယ်ဗျာ Let us say a very big thanks to all of you for your presence today, as you guys are the ones who made this show possible. Thank you so much to all of you. I'm Ye Wenjo. I'm Wei Nana. I'm Tutue Tuso. I'm Teo Kai. And I'm Sung Jo. We are the MCs for today. ဟုတ်ကဲ့ပါအခမ်းအနားစတင်ပြီးပြည်သက်များကိုမြေတားရက်ခံပြီးတော့ချက်များကိုပြောပြလိုပါတယ်ခင်ဗျာအစီအစဉ်များတင်ဆက်နေချိန်တွင်ပြည်သက်များနောက်ချက်ဖြစ်စေရန်လူချင်းမင်းတို့လက်ကိုင်ဖုန်းများကို silent mode လို့ပြောင်းထားပေးပါရန်ပထမဦးစွာမြေတားရက်ခံလိုပါတယ်ဒါအပြင်ကဝန်းခမ်းမရဲ့စီကံချက်များအရခမ်းမအတွင်းအစားအသောက်များယူဆောင်စားတော့ခြင်းအမိုက်ပစ်ချခြင်းများပြုလုပ်ကြပါရတဲ့ကျွန်တော်တို့တင်ဆက်ပြသမယ့်အစီအစဉ်များကိုဓာတ်ပုံနဲ့ဗီဒီယိုရိုက်ကူးရေးအဖွဲ့များမှအပမြည်သည့် epic များမှရိုက်ကူးခြင်းပြုလုပ်ကြပါရန်မြေတားရက်ခံလိုပါတယ် Before we start our cultural show, we would like to request you to switch your mobile phones to silent mode. Photos and video recording are not allowed. As one of the rules of University Cultural Center, you are requested not to have any food or drink or not to litter inside this hall. Thank you. ကဲမြစ်တာရခံလို့ရဲ့အချက်လေးတွေပြောပြပြီးဆိုတော့ညီရဲ့မြန်မာ Culture Show 2012ရဲ့အခမ်းအနားအစီအစဉ်တွေကိုစလိုက်ရအောင်နော် ဟုတ်ပါတယ်ညီမရေအကိုတို့ညီကိုမောင်နှမတွေရဲ့ပေါင်းစုမှုအာမန်တက်ကိုဖွင့်လှစ်ဖို့အချိန်တန်ပြီးမို့ Let's welcome to our Myanmar Culture Show 2012ကဲဒါဆိုပထမအဦးဆုံးပြည်သက်ရင်တွေကိုတိုးဝင်လာမယ်အစီအစဉ်လေးကဘာများဖြစ်မလဲမသိဘူးเนาะမရဲ့ အဲ့ဒါတော့ညီမရဲ့စက်တိုင်းပွဲတိုင်းမှာရိုးရစင်လာအရာပထမဦးဆုံးအစီအစဉ်ဖြစ်တင်ဆက်ရတဲ့ဟာလေးလေး အဲ့ဒါဆိုဒီအနိုင်တော်ချင်းလား လုံးပြီး ကဲဇမင်းကျော်တော့မစင်သားပဲပြောပြီး ဟုတ်ပါ ဘိုးတော်ဘုရားလက်ထက်တုန်းကနိုင်ငံတော်ချင်းဆိုတာရှိလို့လား ရှိမရှိတော့မသိဘူးလေအဲ့တော့ကျွန်တော်မွေးလေးရ ဟုတ်ပါဟုတ်ပါတော်ကြပါတော့ဘာအစီအစဉ်လေးဖြစ်မလဲဆိုတော့အကိုတို့လည်းပြိသက်နဲ့အတူဗဟေလီအဖြေကြီးကြည့်ကြအောင်လားညီမတို့ရေ ဒါဆိုညီမလည်းပြည်သက်နဲ့အတူပဲပထမအဦးဆုံးအစီအစဉ်လေးကိုစောင့်ကြည့်လိုက်တော့မယ်เนาะ ဟုတ်ပါပြီ
သေးချာဖွေရှာကြည့်ဝိနည်းအတိပြည့်ရှင်ဘယမင်းကျော်စွာပါနော်တရင်တော်ဖြာဖြာမလစ်အတိဤသူနောင်မပဲမနိစီသူနောင်ဖရပါမြန့်ကြွလာတော့မှာမို့နံပါမြအတွင်တစ်နဲ့မဟီကဟဲ့မင်းထွက်တဲ့စီ Thank you.
အမလေးအဖွင့်ရင်လေးကလည်းစမ်းပြီဆိုတာအမြင်ကလည်းတော်တော်စမ်းနေနော် ။ဩဒါပေါ့ညီမလေးဘာလို့လဲဆိုတော့ကိုတို့ထုံးစံပုံစံဘယ်လိုပြောမလဲအဖွင့်ရင်းဆိုလို့ရှိရင်မိန်းကလေးတွေကတယ်အပြိုတော်ရင်းနေပဲစားတာလေ။ဒါမဲ့ဒီရင်းလေးမှာယောက်ျားလေးတွေကနှုတ်ဝိနစားနဲ့ကပြနေတော့ပိုပြီးမြင်စမ်းတာဗောညီမရဲ့ အဲ့ဒါမေးမလို့လေကိုရဲ့ဘာဖြစ်လို့ယောက်ျားလေးတွေကဝင်ကနေရတာလဲ ။ဩဒီကကိုကြီးကျော်ပခန်းကျော်တောင်တမန်ကျော်0ကျော်ဆိုတဲ့ကျော်လေးကျော်ကမလိစီသူနောင်ဖျားကြီးကိုခြံရံပြီးကာလာတဲ့ရင်းလေးညီမရဲ့ အဲ့လိုတွေပဲကောင်းလေကိုရဲ့မိန်းကလေး10ယောက်ရဲ့ natural တွေကကြိုးကဟန်တွေကလည်းဒီရင်းလေးကိုပို့ပြီးတော့အသက်ဝင်စေရလေ ဟုတ်တာပေါ့ညီမရဲ့အကိုတို့ MPR မိန်းကလေးတွေအချိုးစစ်ကြကြလှလှပပလေးကသွားနိုင်တဲ့အပြင်ယောက်ျားလေးတွေကလည်းအားနဲ့မန်နဲ့ကသွားတာအပြင်ဒီအဖွင့်ရင်ကြီးကိုပို့ပြီးတော့မြိုင်ဆိုင်ခန်းသားစရာပေါ့ဗျာ The very first program just now shown is called Neye. As you all see this performance on the stage, it was a very wonderful performance and it was also very unique. Of course it is very unique because in most of Myanmar cultural show the young lady who we call Atyoro used to perform in the very first scenes of dance performance. But for today, in our cultural show, the 5 guys dance in the main role of the opening dance performance together with the beautiful ladies. Yes, of course, sister. This dance goes with the 4 spirits named Tamtamejo, Bakhanjo, Kojijo, and Zidojo. The middle of them is one of Myanmar kings called Manisitu. Yeah, they play a really significant roles in the first opening dance. But what about the girls? The way they dance is really marvelous as well in my eyes. That's right. They make this program more fabulous. Thanks to their awesome performance, I hope all of you will enjoy our very first